New Year အစီအစဉ်နဲ့ဒီဘက်လာလေ New Year New Year အစီအစဉ်နဲ့ဂိမ်းလေးစောကြမှာဖြစ်ပါတယ်။ဘာဂိမ်းလဲဆိုတော့ဖို့ကန်ဆယ်မဲ့ပေးမဲ့ဖို့ဂိမ်းပေါ့နော်။ဒီတဲ့ကရတဲ့ဟာတစ်ခုခုကိုလက်ဆောင်ပေးမှာဖြစ်ပါတယ်ရှင်။ Cheese ။သမီးရွေးမှာလား။သမီးရွေးမှာလား Cheese ။ကဲ ရပြီဟုတ်တယ်မီးရပြီ ။ဘာရွေးမလဲ။သမီးဘာရွေးမလို့။ ဖောက်တာ မချီနဲ့ ရွေးမှာဟုတ်တယ်နှိုက်လိုက်မယ် နိုင်မှာ နှိုက်လိုက်မယ်သမီး သမီးနိုင်မှာ ဖေးတို့ဒီမှာဖေးတို့ပတ်စံရှာရမယ်နော်ပတ်စံရှာမှာဖြစ်ပါတယ် ကဲဘာလေးပေါက်မလဲဖူးဖူးဘာပေါက်မှာလဲ ပေါက်မလဲ ဖူးဘာပေါက်မလဲကဲဘာရွေးမလဲ အာပေါက်မလဲ ဘာရွေးမလဲနေမလဲ ဒီမလေးလောက်တော့လောက်တော့ ရှစ်တာ ရှစ်တော့နှစ်ခါရရမှာ တခါလဲလေနေတယ်ဟုတ် တကယ်မဲပတ်ရှစ်တော့မယ်ဗျာ ရှစ်တောင်ပေါက်ပါတယ်တဲ့ ဘလောက်အကြီးဆုံးလဲမသိဘူးတစ်ချက်ကြည့်လိုက်အောင်ဘလောက်အများဆုံးလဲချက်ကြည့်မယ်ဟာဥစေသသိန်း9000 အနိုင်ဆုံးမဟုတ်လို့ နှစ်တော့ဥစေရထောင်းဟာနှစ်သိန်းတော့ပါလားဟာ what the fuck ထိတ်ဆုံးတစ်ခုဖွင့်ကြည့်လိုက် ဒုတိယအယောဒီမှာ ရိုင်းရိုင်းနဲ့ Sorry ဒီလိုဖိုးရိုင်းနဲ့တွေ့လား Sorry ပါ ဖိုးကရိုင်းနေကောက်လိုက်ဖိုး တက်နိုင်ပါဘူး8000ဆိုလေ8000ပေါ့နော်တက်နိုင်ပါ အားလုံးပဲတက်တာပါရှင် 8000မရပါတယ်နော် 8000ပဲပေါက်ပါတယ်ဖိုးက8000ပဲပေါက်ပါတယ်ရှင်အဲ့လား 8000မရတယ်ဒုတိယလူရွေးတော့မနှစ်သိန်းပြည့်အောင်ပါ